Thomas ပါညမိုးရထားတော့အောက်မှာရေတင်နေတဲ့အတွက်ကြောင့်မလို့ဒီနေ့ကြောင်းသွားတဲ့အချိန်မှာတော့ကျွန်တော်ဆိုင်ကယ်နဲ့သွားရပါတယ်ကြောင်းရောက်တော့မနက်စာမစားရသေးတယ်မနက်စာရင်စားလိုက်တယ်ပေါ့နော်ဒါကတော့လက်ဖက်သမင်းနဲ့ကြက်ဥကြော်ပါကျောင်းမှာစာလို့ရင်တော့ဒါကျောင်းရဲ့ကိုဌာနပေါ့နော်စီရွေဌာနရဲ့ landing space မှာပဲလုပ်ဖြစ်ပါတယ်ဒါကတော့စာလို့ဖို့အတွက်အကျိုးရောက်နေတဲ့တငယ်ချင်းပါဒါပေမဲ့အေးခံမရအောင်ဆိုတခြားခံအောင်ပြောင်းရပါတယ်ဆိုတော့ကျွန်တော်တို့ final year capstone project အတွက်ဒါဒီ semester မှာကျွန်တော်တို့ proposal အပြီးတင်ရမှာပေါ့နော်ဆိုတော့အဲ့အတွက်ကိုအခုကလုပ်နေရတဲ့ကာလမို့လို့ဒါကတော့ senior တွေဘယ်လိုရေးခဲ့လဲဆိုတာ reference ရှာနေရပါဒါလောက်ရမယ့်ခေါင်းစဉ်လဲကျွန်တော်ကယာပြီးသားဖြစ်ပြီဆိုတော့ကျွန်တော်တို့အဖွဲ့က3ယောက်ရှိရပါတော့ဆိုတော့3ယောက်လုံးကဘာတည်ထားပြီးလဲဆိုတာအချင်းချင်းရင် discuss လုပ်ကြပါတယ်လုပ်ထားပြီးတော့ကျွန်တော်တို့ဒီလောက်ကမဲ့ format ထဲဝင်အောင်စပြီးတော့ဒီနေ့ပြင်ကြရတယ်ပေါ့နော်ကျွန်တော်တို့နေနဲ့တချို့ဘိုင်းနေနားမလဲတော့လို့စာရေးရှာပြီးတော့ပြန်ဖတ်ရပါတယ်ဟဲ့နေနဲ့ဒီလိုချိန်တွေရောက်သွားပါတယ်ကျွန်တော်တို့အခုလက်ရှိ KMUTC ပေါ့နော် Kimonku University of Technology တုံးကိုရီမှာ Civil Engineering ကိုတက်နေရဖြစ်ပါတယ်ဆိုတော့ကျောင်းတက်ဖို့အတွက်ဘာတွေလိုလဲဘာတွေပြင်ဆင်ရမလဲဆိုတာသိချင်ရင်တော့ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Thomas Diary ဆိုတဲ့ page မှာလာမေးလို့ရပါတယ်ဒါကတော့ကျွန်တော် model အတွက်စပြီးတော့ simulation စပြီးတော့နည်းနည်းလေးကင်ကြည့်ပါတယ်လှုပ်လိုက်ပြင်လိုက်လှုပ်လိုက်ပြင်လိုက်နေပဲ6နာရီခွဲသွားပါတယ်ညကြတော့လမ်းကဆိုင်တစ်ဆိုင်မှာပဲကျုံလို့ဝင်စားလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်